အရွယ်တင်နုပြိုစေမဲ့ဖြော်ရည်ဆေးနှေးလေးနဲ့တင်ဆက်ပေးခြင်းပါတယ်အိမ်မှာရှိတာလေးနဲ့လှုပ်ဆောင်လို့ရတဲ့တဘာဝဆေးနှေးလေးတွေပဲတင်ပေးမှာမို့လိုက်ဖောလို့လေးလှုပ်ထားကြနော်ဒီလိုကောင်းမွန်တဲ့ဗီဒီယိုလေးတွေထပ်တိရအောင်ကောမန့်မှာလိုချင်တယ်လို့မှန်ပြီး share ပေးခြင်းဖြင့်ကူညီပေးနော်ဒီဆေးနှေးလေးနေ့စဉ်တောက်ပေးရင်လူကြီးရွယ်လို့ထင်ကြမှာမဟုတ်တော့ပါဘူးဒါကိုလူငယ်ရွယ်ရဲ့သွေးရည်လို့တောင်တင်စားခေါ်ကြပါတယ်ဒါဟာဒူးခွင်ပြီးဒူးမကောင်းတာကိုကောင်းမွန်စေပြီးမျက်နှာအရေးအကြောင်းတွေပျောက်စေတယ်သပင်တန်ဆွမ်းစေပြီးအရေပြားတွဲကြမှုကိုကာကွယ်ပေးနိုင်လို့ပါပြုလုပ်နည်းလေးကတော့လွယ်ပါတယ်နော်ရေဖန်ခွက်နှစ်ခွက်သေးကိုလီမွန်သီးတစ်လုံးနဲ့လိမ္မော်သီးတစ်လုံးကိုစိတ်ထည့်ပေးပါပြီးရင်9မိနစ်ခန့်စူပွက်အောင်ကြိုးပါပြီးရင်ခွက်တစ်ခွက်သေးခတ်ယူပြီးအရသာမပါတော့ဂျယ်တင်မှုတ်စပွဲတင်စွန်းတစွန်းထဲမှွေပြီးတာနဲ့တောက်သုံးပေးရုံပါပဲရရှိမဲ့အကျိုးကျေးဇူးတွေကတော့ကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးတယ်အသားရည်တင်းရင်လှပစေတယ်ခြေသေးလက်သေးနဲ့ဆန်သားကိုအတွင်းကနေတန်မာစေတယ်နော်ဒူးနာတာနဲ့ဒူးခွင်တာပါကောင်းမွန်လာပါတယ်စမ်းသုံးကြည့်ကြပါတကယ်ကောင်းမွန်လာပါလိမ့်မယ်ဒီလိုရှိုးဝက်ချက်တွေထပ်သိကျင်နေဆိုရင်အောက်ကကောမန့်မှာလိုချင်တယ်လို့ရေးခဲ့ပါမိတ်ဆွေတွေသိရအောင် share ပေးဖို့မမေ့နဲ့နော်ကျေးဇူးပါရှင့်